နေ့ပြပြမှာတော့မနာလိုစိတ်ပေါ့နော်။နာလိုစိတ်ဆိုတာကတော့လူသားတော်တော်များများနဲ့မကင်းရှင်းနိုင်တဲ့စိတ်နေစိတ်ထားတစ်မျိုးပေါ့နော်။ဒီမနာလိုစိတ်ကြောင့်ပဲကိုနဲ့ချစ်ခင်တဲ့လူတွေရဲ့မိတ်ဆွေတငယ်ချင်းတွေတချို့ဆိုဆွေးမျိုးသွားခြင်းတွေပေါ့နော်။အကုန်လုံးကသက်ဆိုင်ရေးကျဲသွားတာတို့ကင်းကွာသွားတာဝေးကွာသွားတာမျိုးဖြစ်တတ်ကြပါတယ်။အဲကြရင်ကိုယ့်ဘက်သာကိုယ်တော်မသိဘဲနဲ့မနာလိုစိတ်တင်ငါဖြစ်သွားတာမျိုးဖြစ်တတ်တယ်။ဒါအမြင်ကတော့ပေါ့နော်မနာလိုစိတ်ကဘယ်ကစလဲဆိုရင်ပြန်ဆိုင်လိုစိတ်ကနေစရလို့တော့ထင်မြင်မိပါတယ်။ကိုကလူတူတယောက်နဲ့မရှင်ပြိုင်နိုင်တဲ့အခါမကျေနပ်တဲ့အခါမျိုးမှာတစ်ခါလေကြာရင်မနာလိုစိတ်ဝင်လာတတ်တယ်ပေါ့နော်။မနာလိုစိတ်မဖြစ်ပေါ်အောင်ဘယ်လိုကြင်ကြံနေထိုင်ရမလဲဆိုတော့အရင်ဆုံးပေါ့နော်အကောင်းမြင်စိတ်ရှိရမယ်။သူများကိုအကောင်းမြင်စိတ်ရှိရမယ်။သူများရဲ့အောင်မြင်မှုကိုဂုဏ်ပြုတတ်ရမယ်။ပြီးရင်မိမိဘာသာမိမိကိုပဲကိုယ့်ရဲ့အပြုအမူတွေလုပ်ပုံကိုင်ပုံတွေကိုပြန်သုံးသပ်ပြီးတော့တနေ့ထက်တနေ့ကိုယ့်ဘက်ကိုပြန်ဆိုင်မယ်ပေါ့နော်။သုံးသပ်ပြီးတော့ပိုကောင်းမှုအောင်နေထိုင်မယ်။ပို့ပြီးတော့တာလွန်ကောင်းမှုအောင်ကြင်ကြံမယ်ဆိုရင်တော့တနေ့ထက်တနေ့မနာလိုစိတ်နည်းလာပြီးတော့စိတ်ပိုင်းဆိုင်ရာကိုရုပ်ပိုင်းဆိုင်ရာကိုကောင်းမွန်လာမယ်လို့ဒေါက်တာကတော့ထင်မြင်မိပါတယ်